မင်္ဂလာပါခင်ဗျာဒီနေ့မနေ့မိတ်ဆွေအေးရနိုးချင်းဘာအရင်ဆုံးလုပ်ဖြစ်ခဲ့တယ်လဲမျက်နှာရင်တက်တာလားဖျောင်းစင်ရွှေရေချမ်းဦးလေးတာလားဒါမှမဟုတ်ခေါင်းကုန်းဘေးမှာခြာထားတဲ့ဖုံးကိုလက်ကအလိုလောက်ဆမ်းမိပြီး notification တွေကိုအရင်ဆုံးစစ်မိလိုက်သလားကျွန်တော်တို့အားလုံးနှီးပါပဲမနေ့ခင်းရဲ့နေရောင်ကြီးကိုမခန်းစားရခင်မှာဖုံးမျက်နှာပြင်ကထွက်လာတဲ့အလင်းရောင်ပြပြ blue light နဲ့အရင်ဆုံးထိတွေ့နေကြရပါတယ်တင်းဆိုတဲ့အတန်လေးတစ်ချက်ကြားလိုက်တာနဲ့ဖုံးစခရင်လေးလင်းလာတာနဲ့ကျွန်တော်တို့ရဲ့စိတ်ဟာကိုယ်ပိုင်မရတော့တယ်လို့ပါပဲအဲ့ဒီအလင်းရောင်တော့ကိုရောင်ရမ်းပြီးပါသွားကြတော့တာပါပဲဒါဟာတာမန်အလေးအကျင့်တစ်ခုလို့ထင်ရပါမယ်တကယ်တော့ဒါဟာကျွန်တော်တို့မသိလိုက်ပဲကြောက်ရောက်နေတဲ့အာယုံ၅ပါးထောင်ချောက်ကြီးတစ်ခုပါပဲခင်ဗျာဘုရားမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်တွေမှာကာမဂုဏ်အာယုံ၅ပါးဆိုတာရှိပါတယ်မျက်စိကအစင်းကိုမြင်တာနားကအတန်ကိုကြားတာစသဖြင့်ပေါ့ရှေးခေတ်ကတော့ဒီအာယုံတွေဟာပြန်ကျဲနေခဲ့ပါတယ်ဒါပေမဲ့ဒီဘက်ခေတ်မှာတော့အဲ့ဒီအာယုံ၅ပါးစလုံးကိုစမတ်ဖုန်းဆိုတဲ့4000သေးတာလေးထဲမှာစူးစီးပြီးထည့်ထားလိုက်ပါပြီမိတ်ဆွေစဉ်းစားကြည့်ပါ Facebook ပေါ်ကပုံတွေကိုမြင်ရတော့စက္ခုအာယုံဗီဒီယိုတွေကအတန်ကိုကြားရတော့တောတာအာယုံစိတ်လှုပ်ရှားစရာတဲ့တစ်ခုတွေ့လိုက်ရဲ့နှလုံးခုန်မြန်လာနေခန္ဓာကိုယ်မှာတုန်လှုပ်မှုဖြစ်တော့ကာယအာယုံဒီလိုနဲ့ဖုံးတစ်လုံးတည်းကနေကျွန်တော်တို့ရဲ့ဒွါရတကန်းမောက်အားလုံးကိုအချိန်ပြည့်တီးခေါက်နေတော့တာဖြစ်ပါတယ်အဆိုးဆုံးကတော့ FOMO လို့ခေါ်တဲ့ကြံရစ်ခဲမှာကြောက်တဲ့ယောဂပါပဲခင်ဗျာသူများတွေဘယ်ဆိုင်မှာဘာသွားစားလဲဘသူတွေဘယ်ခီးသွားနေလဲဘသူကဘာအောင်မြင်မှုတွေရနေလဲဒါဒီကိုငါမသိလိုက်ရရင်ခက်နောက်ကြကြံခဲ့သွားမလားဆိုတဲ့စူးရင်စိတ်ဟာကျွန်တော်တို့ရဲ့နှလုံးသားထဲမှာအမြင့်တွယ်လာပါတယ်အဲ့ဒီတီးခြင်းစိတ်ဆက်စုခြင်းစိတ်ဟာဗုဒ္ဓအဘိဓမ္မာအရာပြောရရင်ဥဒ္ဒကြနဲ့လောဘတို့ရဲ့ပေါင်းဆက်တာတစ်ခုပါပဲခင်ဗျာ notification အတန်မြင်လိုက်တိုင်းကျွန်တော်တို့ရဲ့တတိဟာလွင့်စင်သွားပါတယ်ပြစ္ဆုတ်ပန်တဲတွေမှာနေရမယ်အစားဖုံးတွေကအတူအယောင်ကဘာတဲကိုစိတ်ကရောက်သွားပါတယ်မနေ့စာစားနေရင်လဲအရသာကိုမသိတော့ဘူးဘေးနားကမိသားစုဝင်တွေစကားပြောနေတာကိုလည်းတေးကြနားမထောင်ပြီးတော့ဘူးကျွန်တော်လူရဲ့စိတ်ဟာဖုံးကကြိုးဆွဲတာကနေတဲ့ရုပ်ထည်ရုပ်ကလေးကိုဖြစ်မှန်းမသိဖြစ်လာခဲ့ပါပြီဒါပေမဲ့မိတ်ဆွေဒီလိုဖြစ်နေတာဟာမိတ်ဆွေတယောက်တည်းမဟုတ်ပါဘူးဒါဟာဤပညာကုမ္ပဏီကြီးတွေကကျွန်တော်တို့ရဲ့ဦးနောက်ကိုထိန်းချုပ်ဖို့တေချာဒီဇိုင်းဆွဲထားတဲ့ထောင်ချောက်တစ်ခုမလို့ပါဒါဆိုရင်ကျွန်တော်တို့ရဲ့စိတ်ကဘာလို့ဒီလောက်တောင်ထိန်းချုပ်ကခက်ရင်းနေတာလဲဘာလို့ဖုံးကိုခဏလေးတောင်အောင့်ဒီမနေနိုင်ဖြစ်နေရတာလဲအဖြေကတော့ကျွန်တော်တို့ရဲ့စိတ်ထဲမှာမြောက်တကောင်ရှိနေလို့ပါပဲမိတ်ဆွေလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်လောက်ကမြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်စိတ်ဆိုတာမြောက်တကောင်နဲ့တူတယ်တဲ့ပါဠိလိုတော့ကပိစိတ်တလို့ခေါ်ပါတယ်ကပိဆိုတာမြောက်စိတ်တဆိုတာစိတ်ပါတောအုပ်ကြီးတစ်ခုတည်းကမြောက်တကောင်ကိုမိတ်ဆွေစိတ်ကူးနဲ့မြင်အောင်ကြည့်လိုက်ပါအဲ့ဒီမြောက်ဟာတစ်ပင်တစ်ပင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေလေးရှိပါသလားလုံးဝမရှိပါဘူးတစ်ကွိုင်းတစ်ကွိုင်းကိုကင်နေပြီးရင်အဲ့ဒီတစ်ကွိုင်းကိုလှုပ်ပြီးနောက်တစ်ကွိုင်းတစ်ခုစီချက်ချင်းခုန်ကူးတယ်ဟိုဘက်ကိုငေးလိုက်ဒီဘက်ကိုကြည့်လိုက်နဲ့တစ်ချိန်လုံးလှုပ်ရှားနေတာဟာမြောက်ရဲ့တဘာဝပါပဲအခုကျွန်တော်တို့ရဲ့လက်ရှိအခြေအနေကိုပြန်ကြည့်ကြရအောင်မိတ်ဆွေဖုံးသုံးပြီး news feed ကိုပုတ်နေတဲ့အချိန်ကိုသတိထားမိပါသလားပထမဆုံး post တစ်ခုမှာတငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်ပုံကိုတွေ့တယ်ဟာဝမ်းတာလိုက်တာဆိုပြီးပီတိချစ်သွားတယ်နောက်ထပ်တစ်ချက်ကလေးပုတ်တင်လိုက်တယ်ချက်ချင်းဆိုသလိုပဲနိုင်ငံရေးသတင်းဒါမှမဟုတ်ဝမ်းတဲစရာသတင်းတစ်ခုတက်လာတယ်ခုနကပီတိစိတ်ကနေဒေါသစိတ်ဒါမှမဟုတ်ဝမ်းတဲစိတ်စီကိုချက်ချင်းခုန်ကူးသွားပြန်တယ်နောက်ထပ်တစ်ချက်ထပ်ပုတ်လိုက်ပြန်တော့ရဲစရာဟာတာဗီဒီယိုလေးတစ်ခုလာပြန်ရောခုနကဝမ်းတဲနေရာကနေချက်ချင်းဟားတိုက်ပြီးရေမောလိုက်ပြန်တယ်စကန့်ပိုင်းလေးတွေအတွင်းမှာပဲကျွန်တော်တို့ရဲ့စိတ်ဟာဝမ်းတာလိုက်ဝမ်းနဲလိုက်ဒေါသထွက်လိုက်ရေမောလိုက်နဲ့တစ်ခုပြီးတစ်ခုမနာတန်ခုန်ကူးနေတာမဟုတ်ဘူးလားအဲ့ဒါဟာဖျားဟောခဲ့တဲ့မြောက်စိတ်ကပိစိတ်တာအစ်စ်ပါပဲခင်ဗျ
ရှေးခက်ကလူတွေရဲ့စိတ်မြောက်ကတစ်ပင်တွေကြားမှာပဲခုန်နေကြတာပါဒီဘက်ခက်ကျွန်တော်တို့ရဲ့စိတ်မြောက်ကတော့ digital တစ်ခေါက်6တွေကြားမှာခုန်ပေါက်တဲ့မောပန်းနွမ်းနယ်နေကြပါပြီကျွန်တော်တို့တနေ့လုံးဖုံးပုတ်ပြီးဖုံးကိုချလိုက်တဲ့အချိန်မှာဘာလို့လူကနှုံးချပြီးပင်မနေရတာလဲဘာလို့ခေါင်းနေနောက်ကြီးနေရတာလဲအဖြေကရှင်းရှင်းလေးပါမိတ်ဆွေရဲ့စိတ်မြောက်လေးကတနေ့လုံးမနာတန့်ခုန်ပေါက်ထားတာလို့စိတ်ပင်မ mental fatigue ဖြစ်နေရတာပါကိုကသာကုရင်ပေါ်မှာငင်လေးလွှဲနေတာကိုယ့်ရဲ့စိတ်ကတော့မိုင်မောင်းများစွာခီးနှင်ထားသလိုပင်မနေပါပြီဒါပေမဲ့ကြောက်စရာကောင်းတာကအဲ့ဒီမြောက်စိတ်ကိုအစာကျွေးနေတဲ့အရာကျွန်တော်တို့ကိုဖုံးပုတ်တာရက်လို့မရအောင်ဆွဲဆောင်ထားတဲ့ဓာတုပေးတာတခုကျွန်တော်တို့ဦးနှောင်းထဲမှာရှိနေပါတယ်အဲ့ဒါကဘာလဲသိပ္ပံပညာကတော့ဒိုပမင်လို့ခေါ်ပြီးဗုဒ္ဓဘာသာအရတော့ဒါဟာတဏှာရဲ့လက်နက်ပါပဲလူအများစုကဒိုပမင်ကိုပျော်ရွှင်စေတဲ့ hormone pleasure molecule လို့ထင်နေကြတယ်တကယ်တော့မဟုတ်ပါဘူးဒိုပမင်ဆိုတာလိုချင်မှုကိုဖြစ်စေတဲ့ hormone the molecule of more ပါမိတ်ဆွေ phone screen ကိုအပေါ်ကနေအောက်ကိုဆွဲချလိုက်ပြီး refresh လုပ်လိုက်တဲ့အခိုက်အတန့်လေးကိုမြင်အောင်ကြည့်ပါဘာအတစ်တက်လာမလဲဆိုတဲ့စောင့်မျှော်နေတဲ့စိတ်လှုပ်ရှားမှုလေးအဲ့ဒီအခိုက်အတန့်လေးမှာဦးနောက်ကဒိုပမင်တွေကိုထုတ်ပေးလိုက်တာပါအတစ်တစ်ခုတွေ့လိုက်ရရင်ခဏတာကျေနပ်သွားတယ်ပြီးရင်နောက်ထပ်အတစ်တစ်ခုကိုထပ်လိုချင်လာပြန်ရောဒါဟာလောင်းကစားယုံက slot machine တွေရဲ့လုဆောင်ပုံနဲ့အတူတူပါပဲဒီသဘောတရားကိုလွန်ခဲ့တဲ့နှစ်2500ကတည်းကမြတ်စွာဘုရားရှင်ကအတိအကျဟောထားပြီးသားပါဘုရားရှင်ကဒါကိုတဏှာလို့သုံးနှုန်းပါပဲတဏှာဆိုတာငတ်မှုခြင်းစာလောင်ခြင်းရေငတ်တယ်လို့တောင်းတခြင်းလို့အဓိပ္ပာယ်ရပါတယ်ပင်လေရေကိုတောက်ဖူးပါသလားတောက်လေငတ်လေမဟုတ်လားဒီသဘောပါပဲ social media ပေါ်ကအာယုံတွေဆိုတာငံနဲ့ရေတွေပါ like တစ်ခုရရင်နောက်ထပ် like တစ်ခုထပ်လိုချင်တယ် comment တစ်ခုမြင်ရင်နောက် comment တစ်ခုထပ်ဖတ်ချင်တယ်ဘယ်တော့မှအာသာပြေသွားတယ်ရောင်ရဲသွားတယ်ဆိုတာမရှိပါဘူးသိပ္ပံပညာကပြောတဲ့ dopamine loop dopamine တန်တရားဆိုတာမြတ်စွာဘုရားဟောခဲ့တဲ့တဏှာကြောင့်ဥပါဒံဖြစ်ဥပါဒံကြောင့်ကံတွေလုတ်ကံကြောင့်ဘဝအသစ်တွေဆက်ဖြစ်ဆိုတဲ့တန်တရားလေပုံဆက်ချက်ဝင်းကလေးတစ်ခုပါပဲဒီလိုနဲ့ကျွန်တော်တို့ဟာကိုယ်စိတ်ကိုတဏှာအစာတွေမနာတန်ကျွေးရင်းနဲ့ငါဆိုတဲ့အကောင်ကြီးကိုမတိမတမွေးမြူမိလျာတာဖြစ်နေကြပါပြီမိတ်ဆွေရဲ့ Facebook profile ကိုတစ်ချက်လောက်ပြန်ကြည့်ဘူးလား profile page မှာတင်ထားတဲ့ပုံကတကယ်မိတ်ဆွေရဲ့စီဟုတ်ရဲ့လားဒါမှမဟုတ်မိတ်ဆွေဖြစ်ချင်တဲ့ပုံစံလားဒီဘက်ခေတ်မှာကျွန်တော်တို့ဟာဓာတ်ပုံတစ်ပုံရိုက်တော့မယ်ဆိုရင် filter လေးခံလိုက်မှအလင်းမောင်လေးပြင်လိုက်မှစိတ်ကျေနပ်ကြစမြဲပါမျက်နှာပေါ်က web channel တွေအရေးအကြောင်းတွေကို filter နဲ့ဖုံးကွယ်လိုက်ကြတယ်ဒီလိုပါပဲ social media ပေါ်မှာကျွန်တော်တို့တင်နေကြတဲ့ဘဝပုံရိပ်တွေဟာလည်း filter ခံထားတဲ့ဘဝတွေကြီးပါပဲစားကောင်းတောက်ဖွယ်စားတာလေးတွေခရီးသွားပြီးပျော်နေတာလေးတွေအောင်မြင်မှုရတာလေးတွေကိုပဲရွေးပြီးတင်ကြတယ်ကိုဝမ်းနေနေတာတွေအစင်မပြေတာတွေငိုကြွေးနေတာတွေကိုတော့ draft ထဲမှာပဲတင်ထားလိရှိကြတယ်ဗုဒ္ဓမြတ်စွာဘုရားကတပ်ပေဓမ္မအနတ္တအရာအလုံးဟာအတ္တငါမဟုတ်ဘူးအစိုးမရဘူးလို့ဟောခဲ့ပါတယ်ဒါပေမဲ့ social media ကတော့ဒါငါပဲငါကွငါကိုကြည်ကြဆန်းဆိုတဲ့အတ္တ ego ကိုကြီးထွားအောင်နေစဉ်ရေလောင်ပေးနေသလိုပါပဲအထူးသဖြင့်မာနလို့ခေါ်တဲ့နှိုင်းရှင်ခြင်းတရားပေါ့သူများတွေတင်ထားတဲ့ highlight read အကောင်းဆုံးအပိုင်းအစတွေကိုကြည့်ပြီးကိုယ့်ရဲ့ behind the scenes ရှုပ်ပွားနေတဲ့လက်တွေ့ဘဝနဲ့နှိုင်းရှင်မိတဲ့အခါစိတ်ဆင်းရဲမှုတွေစတင်လာတော့တာပါပဲသူတို့ဘဝတွေကตายရလိုက်တာငါဘဝကျမှဘာလို့ဒီလောက်အသုံးမချရတာလဲဆိုပြီးကိုအားငယ်စိတ်ဝင်လာတယ်တကယ်တော့မိတ်ဆွေ home screen တော့မှမြင်နေရတဲ့ပုံရိပ်တွေဟာမာယာ illusion တွေသာဖြစ်ပါတယ်သူတို့လည်းကိုလိုပါပဲပျော်စရာရှိတယ်လို့ငိုစရာလည်းရှိကြမှာပါပဲ digital ကမ္ဘာထဲက profile ဆိုတာ data အချက်လက် pixels တွေစုစည်းထားတဲ့အစုအဝေးသက်ပါပဲအဲ့ဒါဟာငါအစ်စ်မဟုတ်ပါဘူးကျွန်တော်တို့ဟာမရှိတဲ့ငါကိုရှိတယ်ထင်ပြီးအဲ့ဒီငါလေးလှပဟိုအဲ့ဒီငါလေးလူရဝင်ဖို့အတွက်
အချိန်ကုန်ကန်ငွေကုန်ကန်ပြီးပြုပြီးမွမ်းမနှိကြတာပါမိတ်ဆွေရဲ့တန်ဖိုးဟာ like အရေးအတွက်ပေါ်မှာမမူတည်ပါဘူး filter ဒီကွာကျသွားတဲ့ကနေ့မှာကြံရစ်ခဲ့တဲ့ကုရဲ့စိတ်နေစိတ်ထားကသာမိတ်ဆွေရဲ့တန်ဖိုးအစစ်ဖြစ်ပါတယ်ဒါဆိုရင်ဒီအတုအယောင်တွေကနေကျွန်တော်တို့ရဲ့အဖိုးတန်တဲ့အာယုံစိုက်မှု attention တွေကိုသူတို့ဘယ်လိုခိုးယူသွားကြသလဲ မိတ်ဆွေဒီခေတ်မှာ Facebook TikTok YouTube အားလုံးကအခမဲ့ free pay သုံးထားတာနော်ဒါဆိုရင်မိတ်ဆွေစဉ်းစားဘူးလားဒီကုမ္ပဏီကြီးတွေကဘယ်ကနေပတ်စံရနေတယ်လဲဘီလီယံချီတဲ့ဝန်ထမ်းလာစာတွေကိုဘယ်လိုပေးနေတယ်လဲစီးပွားရေးလောကမှာနာမည်ကြီးတဲ့စကားတစ်ခုရှိပါတယ် If you are not paying for the product you are the product ကုန်ပစ္စည်းအတွက်ခမားပတ်စံပေးစရာမလိုဘူးဆိုရင်ခမားကိုယ်တိုင်ကကုန်ပစ္စည်းဖြစ်နေလို့ပါပဲဟုတ်ပါတယ်သူတို့ရောင်းစားနေတာမိတ်ဆွေရဲ့ data တွေမဟုတ်ပါဘူးသူတို့ရောင်းစားနေတာမိတ်ဆွေရဲ့အာယုံဆိုင်မှု attention ပါမိတ်ဆွေရဲ့မျက်လုံးက phone screen ပေါ်မှာကြာကြာရှိနေလေသူတို့ပတ်စံပိုရလေပါတယ်ဒါကြောင့်ဒီစီးပွားရေးစနစ်ကို attention economy လို့ခေါ်ကြပါတယ်ဗုဒ္ဓမြတ်စွာဘုရားကတတိ mindfulness ဟာလူသားတွေအတွက်တန်ဖိုးအရှိဆုံးယတနာလို့ဟောကြားခဲ့ပါတယ်အပ္ပါမှာတော့အမတပရံတတိရှိခြင်းသည်တေခြင်းကင်းရာနိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်ပြီးတတိကင်းလွတ်ခြင်းပမာဒဟာတေနီတူနဲ့အတူတူပဲလို့မိန့်တော်မူပါတယ်ဒါပေမဲ့ဒီနေ့ခေတ်နီးပညာတွေကကျွန်တော်တို့စီကအဲ့ဒီတတိယရနာကိုနီးမျိုးစုံနဲ့ခိုးယူနေကြပါတယ် auto play စနစ်တွေ infinite scroll အဆုံးမရှိပုတ်ဆွဲခြင်းတွေအနီရောင် notification အဆက်ကလေးတွေဒါတွေအားလုံးဟာ mix ရဲ့တတိကိုဖျက်ဆီးပြီးဖုန်းထဲမှာပဲအချိန်ကုန်သွားအောင်ဖန်တီးထားတဲ့စိတ်ပညာလက်နက်တွေဖြစ်ပါတယ် mix ရဲ့စိတ်ဟာကိုယ်ပိုင်ဆိုင်မှုဖြစ်ပါတယ်ဒါပေမဲ့ mix တတိမထားမိလိုက်တဲ့အချိန်မှာအဲ့ဒီစိတ်ကိုတခြားသူတွေကလိုတလိုထိမ့်ချုပ်မောင်းနှံ hack သွားကြပါပြီတနေတာကုံဆုံးသွားတဲ့အခါငါဒီနေ့ဘာတွေလှုပ်လိုက်မိပါလိမ့်မလဲလို့နောင်တရနေရတာဟာကိုယ့်ရဲ့တတိကိုသူများလက်ထဲထိုးအပ်လိုက်မိလို့ပါပဲဒါဆိုရင်ကျွန်တော်တို့ရဲ့တန်ဖိုးရှိလာတဲ့မျက်စိနားနှာလျှာကိုယ်စိတ်ဆိုတဲ့တပေါင်းပေါက်6ခုကိုတခိုးတွေလက်ထဲကနေဘလို့ပြန်လဲကာကွယ်ကြမလဲဖျားရှင်ပေးထားတဲ့အဆောင်တစ်ယောက်ရှိပါတယ်မြတ်စွာဘုရားရှင်ကလွတ်ခန္ဓာကိုယ်ကိုတကားပေါက်6ပေါက်ပါတဲ့မြူကြီးတစ်ခုနဲ့ဥပမာပေးလေရှိပါတယ်မျက်စိနားနှာလျှာကိုယ်စိတ်ဆိုတာအဲ့ဒီမြူကြီးရဲ့တကားပေါက်တွေပါတယ်ရှေးခေတ်ကမြူကြီးတွေမှာတကားပေါက်တိုင်းမှာတကားမူ gatekeeper တယောက်စီထားရပါတယ်အဲ့ဒီတကားမူကအိမ်ငိုက်နေမယ်ပေါ်ဆနေမယ်ဆိုရင်ရန်သူတွေကလွယ်တကူဝင်လာပြီးမြူကိုဖျက်ဆီးပစ်မှာပေါ့ဒီတဘာတရားကိုအိန္ဒြေတံဝရတီလလို့ခေါ်ပါတယ်အိန္ဒြေဆိုတာအစိုးရချင်းတံဝရဆိုတာပိတ်ဆိုတာစောင့်ရှောက်တာပါအလွယ်ပြောရရင်တကားဆောင်တဲ့အလူပါပဲဒီဘက်ခေတ်မှာကျွန်တော်တို့ရဲ့တကားပေါက်တွေကအမြဲတမ်းပွင့်နေပါတယ်ဖုန်းတွေကလာသမျှ notification တိုင်းမြင်သမျှ post တိုင်းကိုကျွန်တော်တို့လက်ခံနေကြတယ်အစိမ့်အတောက်ဖြစ်စေတဲ့အရာတွေစိတ်ညစ်စရာတွေယာကဒေါသဖြစ်စရာတွေကိုအတားအဆီးမရှိစိတ်ထဲကိုဘေးဝင်နေကြတယ်ဒါဟာတကားမှုမရှိတဲ့မြို့လိုပါပဲဒါကြောင့်ဒီနေ့ကစပြီးမိတ်ဆွေရဲ့ digital တကားမောက်တွေကိုပြန်လည်စစ်စစ်ပါကိုယ်စိတ်ကိုညှဉ်းနှွမ်းစေတဲ့ page တွေကို unfollow လုပ်လိုက်ပါကိုယ့်ကိုစိတ်ဒုက္ခပေးတဲ့လူတွေကို block တင်ရင် block လိုက်ပါမလိုအပ်တဲ့ group တွေကနေ leave လိုက်ပါအရေးကြီးတဲ့ notification တွေကို turn off လုပ်ထားလိုက်ပါဒါတွေလုပ်တာဟာမိတ်ဆွေကမောက်မာလို့မဟုတ်ပါဘူးလူမှုရေးမကောင်းတာမဟုတ်ပါဘူးဒါဟာကိုယ့်ရဲ့စိတ်ဆိုတဲ့မြို့တော်ကြီးအေးချမ်းဖို့အတွက်မကောင်းတဲ့အရာတွေကိုတကားပိတ်လိုက်တာဖြစ်ပါတယ်အိန္ဒြေတံဝရတီလာကိုလက်တွေ့ကြကြကျင့်သုံးလိုက်တာဖြစ်ပါတယ်မိတ်ဆွေဟာကိုယ့်ဘဝရဲ့ editor တီဖြတ်သူပါကိုယ့်ရဲ့ news feed မှာဘာတွေပေါ်လာတင်တယ်လဲဘာတွေမပေါ်လာတင်ဘူးလဲဆိုတာကိုမိတ်ဆွေကိုယ်တိုင်ရွေးချယ်ဝင်ရှိပါတယ်အမိုက်တွေကိုဖယ်ရှားလိုက်တဲ့အခါအဖိုးတန်တဲ့ဓမ္မအတိတွေပညာဘဟုတုတတွေဝင်လာဖို့နေရာလွတ်တွေရလာပါလိမ့်မယ်ဒါပေမဲ့အမြဲတမ်းကြီးပိတ်ထားလို့တော့မရဘူးလေတကားဖွင့်ပြီးအလုံးလုံးရမယ့်အချိန်တွေမှာတော့စိတ်ကိုဘလို့ထိမ့်မလဲရက်တန်ချဲ pause ဆိုတဲ့နီလန်းလေးတစ်ခုရှိပါတယ်မိတ်ဆွေတခါတလေ Facebook ပေါ်က comment တစ်ခုကိုဖတ်ပြီးဒေါသထွက်ဘူးလားကို့အမြင်နဲ့မတူတဲ့ post တစ်ခုကိုတွေ့တာနဲ့ချက်ချင်းဝင်ပြီးညင်းခုန်ခြင်းဘူးလား Messenger မှာစကားများကြရင်နဲ့မပြောတဲ့စကားလုံးတွေကိုရိုက်ထည့်ပြီး send ဆိုလာကိုနှိပ်လိုက်ဘူးလားနှိပ်ပြီးသွားမှဟာငါမှားသွားပြီမပြောလိုက်ရရင်ကောင်းကားလို့နောင်တရဘူးကြမှာပါဒါဟာကျွန်တော်တို့ရဲ့စိတ်က auto pilot mode
အလိုအလျောက်စနစ်နဲ့မောင်းနှင်နေလို့ဖြစ်ပါတယ်အာယုံတစ်ခုလားတိုက်တာနဲ့စဉ်းစားချိန်မရလိုက်ပဲချက်ချင်းတုံ့ပြန် react လိုက်မိတာပါဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဗုဒ္ဓနီးကျအလွန်ထိရောက်တဲ့လက်နက်တစ်ခုရှိပါတယ်အဲ့ဒါကတော့ရက်တန့်လိုက်ခြင်း pausing ပါပဲစိတ်ပညာမှာပြောကြတယ်လုံစားမှု stimulus နဲ့တုံ့ပြန်မှု response ကြားမှာနေရာလွတ်လေတစ်ခုရှိတယ်တဲ့အဲ့ဒီနေရာလွတ်လေဟာမိတ်ဆွေရဲ့လွတ်လပ်ခွင့်ရှိတဲ့နေရာပါမိတ်ဆွေရဲ့ဉာဏ်ပညာရှိတဲ့နေရာပါနောက်တစ်ခါဒေါသထွက်เสียမြင်ရင်စိတ်လှုပ်ရှားเสียတွေ့ရင်ချက်ချင်းမတုံ့ပြန်ပါအောင်နော်3စက္ကန့်လောက်ပဲအချိန်ယူပြီး pause လုပ်လိုက်ပါအသက်ကိုဝါဝါရှူသွင်းလိုက်ပါအဲ့ဒီ3စက္ကန့်လေးအတွင်းမှာကိုမေခွန်းထုတ်ကြည့်ပါအခုငါပြောမဲ့စကားကအမှန်တရားဟုတ်ရဲ့လားအခုငါရေးလိုက်မဲ့ comment ကအကျိုးရှိမှာလားဒါကိုငါတကယ်ပဲပြောဖို့လိုအပ်ရဲ့လားဒီလိုခဏလေးရပ်တန့်လိုက်တာဟာမီးလောင်နေတဲ့တောအုပ်ကိုရေလောင်းချလိုက်တယ်လို့ပါပဲဒေါသစိတ်တွေငြိမ်းချသွားမယ်ပြာပူခဲကိုကိုင်းမိထားတဲ့လက်ကိုလွှတ်ချလိုက်တယ်လို့ခံစားရပါလိမ့်မယ်တီးခံခြင်းခံတိဆိုတာအောင်ဤထားတာတတ်မဟုတ်ပါဘူးမိမိရဲ့စိတ်အရှိန်ကို break အုပ်နိုင်တဲ့စွမ်းရည်ဖြစ်ပါတယ်ကားမောင်းရင် break ကောင်းမှစိတ်ချရတယ်လို့ဘဝမှာလည်းစိတ်ကို break အုပ်နိုင်မှဘေးကမ်းမှာပါဒီလိုစိတ်ငြိမ်သွားပြီဆိုရင်ပေါ့ကျွန်တော်တို့ဟာအလုပ်တစ်ခုကိုတေးသေးချာချာအာယုံစိုက်ပြီးလုပ်နိုင်တဲ့အဆင့်ကိုရောက်လာပါလိမ့်မယ်အဲ့ဒါကို Zen ဈာနာလို့ခေါ်ပါတယ်မိတ်ဆွေ TikTok မှာ15စက္ကန့်စာဗီဒီယိုလေးတွေကိုတစ်ခုပြီးတစ်ခုပွတ်ကြည့်ရင်နာရီဝက်လောက်ကြာသွားတဲ့အခါခေါင်းထဲမှာဘလို့ခံစားရတယ်လဲတိမ်တွေဖုံးနေတယ်လို့ဦးနောက်ကလေးလံထိုင်းဝိုင်းနေတယ်လို့ brain fog မခံစားရဘူးလားအဲ့ဒါဟာကျွန်တော်တို့ရဲ့အာယုံစူးစိုက်မှု focus တွေအပိုင်းပိုင်းအစအစကွဲကြည့်သွားလို့ဖြစ်ပါတယ်ဒါဆိုရင်ဒီလိုအချိန်မျိုးဟောရှိဘူးလားစာအုပ်ကောင်းတအုပ်ကိုဖတ်နေရင်ဒါမှမဟုတ်ပကြီးဆွဲတာဂီတတီးခတ်တာကွန်ပျူတာကုတ်ရေးတာလိုမျိုးကိုဝါဒနာပါတဲ့အလုပ်တစ်ခုကိုလုပ်နေရင်လည်းအချိန်တွေကုန်သွားမှန်းမသိဘိုက်စာမှန်းမသိဘေးနားကအတန်တွေကိုတော့မကြားတော့လောက်အောင်အာယုံဝင်စားသွားတဲ့အခိုင်အတန့်မျိုးပေါ့အဲ့ဒီအချိန်မှာစိတ်ကအယမ်းကြည်လည်နေတယ်အယမ်းပေါ့ပါနေတယ်ပင်မန်းရကောင်မှမသိတော့ဘူးခေတ်သစ်စိတ်ပညာရှင်တွေကတော့ဒါကို flow state စီးမျောနေသောအခြေအနေလို့ခေါ်ကြပါတယ်ဗုဒ္ဓအဘိဓမ္မာမှာတော့ဒါကို Zen ဈာနာဒါမှမဟုတ်ဧကဂတ one pointedness လို့ခေါ်ပါတယ်ဧကဂတဆိုတာအာယုံတစ်ခုတည်းပေါ်မှာစိတ်ရောက်နေခြင်းမှာလေမတိုက်တဲ့အခန်းထဲမှာထွန်းထားတဲ့ဖျောင်းတိုင်မီလေးကိုမြင်ရောက်ကြည့်ပါမီးတောင်လေးကရင်းရိုင်ခြင်းမရှိပဲညင်သက်တီလေးလံနေတယ်လို့မျိုးကျွန်တော်တို့ရဲ့စိတ်ကိုဖုန်းထဲကရှုပ်ထွေးမှုတွေစီမလွတ်ပဲလက်ရှိလုပ်နေတဲ့အလုပ်တစ်ခုတည်းပေါ်မှာစူးစီးထားလိုက်တဲ့အခါအံ့ဩစရာကောင်းတဲ့စွမ်းအင်တွေထွက်လာပါတယ် multitasking ဆိုတဲ့အလုပ်အများကြီးတစ်ပြိုင်နက်လုပ်ခြင်းဟာဂုဏ်ယူစရာမဟုတ်ပါဘူးအဲ့ဒါကစိတ်ကိုပင်ပန်းစေပါတယ် deep work ဆိုတဲ့အလုပ်တစ်ခုတည်းကိုစောက်ချလုပ်ခြင်းကသာစိတ်ကိုအနားရစေတာပါဒါကြောင့်မိတ်ဆွေဒီဗီဒီယိုပြီးရင်စမ်းကြည့်စေချင်ပါတယ်ဖုန်းကို do not disturb လုပ်ပြီးဝေးဝေးမှာတွားခလိုက်ပါပြီးရင်မိတ်ဆွေတကယ်လုပ်ရမယ့်အလုပ်တစ်ခုကိုမိနစ်20လောက်တခြားဘာကိုမှစိတ်မကူစဲပဲစောက်ချပြီးလုပ်ကြည့်လိုက်ပါအစာပိုင်းမှာတော့စိတ်မြောက်လေးကဖုန်းစီကိုပြေးချင်နေပါလိမ့်မယ်ဒါပေမဲ့တီးခံပြီးဆက်လုပ်လိုက်တဲ့အခါစိတ်ရဲ့ငြိမ်သက်မှုအရသာကိုမိတ်ဆွေသိရှိလာပါလိမ့်မယ်မိတ်ဆွေနောက်ဆုံးအချိန်လီတိုက်တဲ့အတန်းကိုနားထောင်ပြီးတစ်ပင်ရိပ်အောင်မှထိုင်ခဲ့ဘူးတာဘယ်တော့မှလဲမိတ်ဆွေရဲ့မိဘညီခိုမောင်နှမတွေနဲ့မျက်လုံးချင်းစုံပြီးဖုံးမပါပဲစကားပြောခဲ့ဘူးတာဘယ်တော့မှလဲကျွန်တော်တို့ဟာဖုံးစကရင်ပေါ်ကပန်းပွင့်ပုံလေးတွေကိုလိုက်ပေးနေကြပါမယ်လမ်းဘေးမှာပွင့်နေတဲ့ပန်းလေးရဲ့ရနံ့ကိုတော့ရှူရှိုက်ဖို့မေ့နေတတ်ကြတယ်ဆိုရှယ်မီဒီယာပေါ်မှာသူများတွေစားတောက်နေတာကိုကြည့်ပြီးတွားရည်ကျနေကြပါမယ်ကိုရှိကသမင်းပန်းကန်တွေကသမင်းလုတ်ရဲ့အရာတာကိုတော့တိချမခံစားမိကြဘူးဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တဲ့မင်္ဂလာတရားတွေထဲမှာ
တန်တုထီစန်တုထီဆိုတာပါပါတယ်တန်တုထီဆိုတာရောင်ရဲခြင်းပါရှိတာလေးနဲ့ကြည်နက်ပြီးပျော်ရွှင်တတ်ခြင်းဖြစ်ပါတယ် digital လောကကြီးကကျွန်တော်တို့ကိုမယောင်ရဲအောင်အမြဲတမ်းတင်ပေးနေပါတယ်မင်းမဒါမရှိသေးဘူးလားမင်းဒီနေရာမရောက်ဘူးသေးဘူးလားဆိုပြီးအမြဲတမ်းလိုချင်တက်မှတ်အောင်လှုံ့ဆော်နေပါတယ်ဒါပေမဲ့မိတ်ဆွေပျော်ရွှင်မှုအစစ်ဆိုတာ Wi-Fi လိုင်းမိမှရတာမဟုတ်ပါဘူးဘက်ထရီအားပြည့်မှရတာမဟုတ်ပါဘူးပျော်ရွှင်မှုအစစ်ဆိုတာ offline မှာရှိနေတာပါဒီနေ့ဖုန်းကိုခဏချပြီးမိတ်ဆွေရဲ့အမေကိုပြေးဖတ်လိုက်ပါ Messenger ကပို့တဲ့ hack sticker လေးတဲ့အများကြီးပိုနွေးထွေးပါလိမ့်မယ်တငယ်ချင်းတွေနဲ့လက်ဖက်ရည်ဆိုင်ထိုင်ပြီးဖုန်းမတုံပဲစကားပြောကြည့်ပါ group chat ထဲမှာစာရိုက်နေတာထက်အများကြီးပိုအရသာရှိပါလိမ့်မယ်နေဝင်ချိန်ရှူခင်းကိုကင်မရာနဲ့ရိုက်မယ်အစားမျက်လုံးနဲ့တေချာငေးကြည့်ပြီးနှလုံးသားထဲမှာမှတ်တမ်းတင်လိုက်ပါဖုန်းစကရင်ဆိုတဲ့4000ချင်းချင်းလေးတဲကနေထွက်လိုက်တာနဲ့ကဘာကြီးကဘလောက်ကျယ်ဝန်းပြီးလှပနေတယ်လဲဆိုတာမိတ်ဆွေမြင်တွေ့ရပါလိမ့်မယ်ဘဝဆိုတာစကရင်ပေါ်မှာပွက်ဆွဲရတဲ့အရာမဟုတ်ပါဘူးဘဝဆိုတာကိုယ်တိုင်ရှင်သန်ဖြတ်တန်းရတဲ့အရာပါကဲကျွန်တော်တို့ခရီးစဉ်ပြီးဆုံးတော့မယ်ဒီနီးပညာခေတ်ကြီးမှာဖုန်းကိုလုံးဝလွှင့်ပစ်လိုက်ဖို့ကမဖြစ်နိုင်ပါဘူးဒါဆိုရင်ဗုဒ္ဓလမ်းစဉ်အတိုင်းနီးပညာကိုဘယ်လိုမျှတစွာသုံးစွဲကြမလဲမိတ်ဆွေများခင်ဗျာကျွန်တော်တို့အခန်း6ခန်းလုံးဖုန်းတွေ social media တွေရဲ့စိုးကျိုးတွေတတိတရားရဲ့အရေးကြီးပုံတွေကိုဆွေးနွေးဟဲ့ကြပါပြီဒါဆိုရင်မိတ်ဆွေစိတ်ထဲမှာမေးခွန်းတစ်ခုပေါ်လာနိုင်ပါတယ်ဒါဆိုငါတို့ဖုန်းတွေကိုလွှင့်ပစ်လိုက်ရတော့မှာလား internet line ဖြတ် Facebook account ဖြတ်ပြီးတောထဲတွားနေလိုက်ရတော့မှာလားအဖြေကတော့လုံးဝမဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ရှင်သန်နေတဲ့ခေတ်က20ရာစု digital ခေတ်ဖြစ်ပါတယ်ဘဏ်ကိစ္စကျန်းမာရေးကိစ္စပညာရေးကိစ္စစီးပွားရေးကိစ္စအားလုံးဟာနီးပညာနဲ့ချိတ်ဆက်နေပါတယ်ဖုန်းမရှိရင်ဘာမှလုပ်မရတဲ့အခြေအနေမှာဖုန်းကိုငင်းပယ်လိုက်ခြင်းဟာလက်တွေ့မကျပါဘူးဒီနေရာမှာဘုရားမြတ်စွာဘုရားရှာဖွေတွေ့ရှိခဲ့တဲ့အမှန်တရားကြီးတစ်ခုကိုကျွန်တော်တို့ပြန်လည်နှလုံးသွင်းရပါမယ်အဲ့ဒါကတော့မစ္စည်းမပฏิပဒါလူခေါ်တဲ့အလဲလက်လမ်းစဉ် the middle way ပါမယ်ဘုရားရှင်လက်ထက်ကတရားအားထုတ်တဲ့အခါလမ်းကြောင်းအမှားကြီးနှစ်ခုရှိခဲ့ပါတယ်ပထမတစ်ခုကကာမတုခလိကာနုယောဂကာမဂုဏ်အာယုန်တွေနောက်ကိုလိုက်ပြီးအပျော်အပါတွေထဲမှာနှိမ့်မွနေတာ ဒုတိယတစ်ခုကအတ္တကိလေမထာနုယောဂကိုပင်ပန်းဆင်းရဲအောင်လုပ်ပြီးအရာရာကိုစွန့်ပြဲညင်းပယ်တာဖះရှင်ကအဲ့ဒီအစောနှစ်ဖက်စလုံးကိုပယ်ပြီးအလဲလန်းကိုလာလျှောက်ဖို့လမ်းပြခဲ့ပါတယ်နီးပညာနဲ့ပတ်သက်ရင်လေကျွန်တော်တို့အလဲလန်းကတွားရပါမယ်ဒါဆိုရင်နီးပညာရဲ့အလဲလန်းဆိုတာဘာလဲအဖြေကရှင်းရှင်းလေးပါနီးပညာကိုတခေမဖြစ်စေပဲကျွန်အဖြစ်သာခိုင်းစေခြင်းပါပဲမိတ်ဆွေလက်ထဲကဖုန်းကိုတစ်ချက်လောက်ကြည့်လိုက်ပါအဲ့ဒီဖုန်းကမိတ်ဆွေကိုခိုင်းနေတာလားမိတ်ဆွေကအဲ့ဒီဖုန်းကိုခိုင်းနေတာလား notification မြိုင်လိုက်တိုင်းပြေးကြည့်ရတယ်ဆိုရင်မိတ်ဆွေကကြွန်ထစ်နေပါပြီကိုလိုချင်တဲ့တည်အချက်လက်ပညာဗဟုသုတကိုရှာဖွေဖို့အတွက်လိုအပ်တဲ့အချိန်မှယူသုံးနေဆိုရင်တော့မိတ်ဆွေကသခင်ပါပဲဓာတ်တစ်ချောင်းလို့ပါပဲခင်ဗျာအဲ့ဒီဓာတ်နဲ့လူတက်မလားတရက်တီးစိတ်စားမလားဆိုတာဓာတ်ပေါ်မှာမမူတည်ပါဘူးကြိုက်ဆွဲတဲ့သူရဲ့စေတနာ intention ပေါ်မှာပဲမူတည်ပါတယ်အင်တာနက်ဆိုတာလည်းဒီတိုင်းပါပဲဒီအင်တာနက်ကိုသုံးပြီးမုန်းတေးမှုတွေဖြန့်ဝေမလားညင်နန်းတောင်တွေကြည့်မလားဒါမှမဟုတ်တရားဓမ္မတွေနာယူမလားပညာရှာမိမလားမိတ်ဆွေရဲ့ရွေးချယ်မှုပါပဲဒါကြောင့်ဏိဂုံးချုပ်အနေနဲ့ကျွန်တော်အကြံပြုချင်တာကတော့ digital စီလ digital တီလက်အလီတစ်ခုထားရှိကြပါစို့ဖုန်းကိုကောက်ကင်လိုက်တိုင်းကိုမေးခွန်း3ခုမေးပါတစ်ချက်ကငါဘာကိစ္စအတွက်ဖုန်းကိုကိုက်တာလဲနှစ်ချက်ကငါဘလောက်ကြာသုံးပါလဲသုံးချက်ကငါစိတ်ကအခုညစ်နွမ်းနေလားကြည်လင်းနေလားဒီမေးခွန်းလေးတွေမေးတတ်သွားပြီဆိုရင်မိတ်ဆွေဟာနီးပညာရဲ့သားကောင်ဘယ်တော့မှမထိမှမဟုတ်တော့ပါဘူးမိတ်ဆွေ
ကဘာပေါ်မှာတန်ဖိုးအကြီးဆုံးနဲ့အဆင့်အမြင့်ဆုံးနည်းပညာဆိုတာ iPhone 16လည်းမဟုတ်ဘူး AI လည်းမဟုတ်ပါဘူးအဲ့ဒါဟာမိတ်ဆွေရဲ့ခေါင်းထဲမှာရှိနေတဲ့ဦးနှောက်နဲ့စိတ် the human mind ပါပဲဖုန်း software တွေကိုအမြဲတမ်း update လုပ်နေသလိုမိတ်ဆွေရဲ့စိတ်ကိုလည်းဘာဝနာဆိုတဲ့နည်းပညာနဲ့အမြဲတမ်း upgrade လုပ်ပေးပါဖုန်းအားကုန်ရင်အားသွင်းကြိုးရှာတတ်တယ်လို့စိတ်အားကုန်ရင်လည်းတရားသမားဆိုတဲ့အားသွင်းကြိုးနဲ့ချိတ်ဆက်ပြီးအားဖိတတ်ပါစေခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့အချိန်မှာမိတ်ဆွေရဲ့စိတ်မြောက်လေး monkey mind ဟာညင်သက်ခြင်းတည့်ရိပ်အောက်ကိုရောက်ရှိနိုင်ပါစေနီးပညာရဲ့လွှိုင်းသဘောတွေကို crowd ယွင့်ခြင်းမရှိပဲတတိဆိုတဲ့လှေတင်မော်ကြီးနဲ့ကျွမ်းကျင်စွာစီးနှင်းကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ